အားလုံးပဲမင်္ဂလာပါရှင်။တောနခါတက်တော့ channel မှာကြိုဆိုလိုက်ပါတယ်။အားလုံးပဲမင်္ဂလာပါ။မင်းဒီနေ့တက်တာပြမှာတော့အရင်လာတဲ့နှကွင်းနှဆွဲလေးတွေပဲဖြစ်ပါတယ်ရှင်။နှကွင်းလေးတွေနှဆွဲလေးတွေဖြစ်ပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါ။ပထမဆုံးပြပြီးတဲ့ဒီနှကွင်းလေးဆိုရင်ချစ်စရာရန်ကောင်းပါတယ်။သူဆိုရင်ရှုပ်ပါပုံစံနှကွင်းလေးပါရှင်။အရင်ကချစ်ဖို့ကောင်းပါတယ်ရှင်။ဒီနှကွင်းလေးဆိုရင် 1.9 gram ရှိပြီးတော့ပန်လိုက်ရင်အရင်ကစမကြကြနဲ့လှနေစီမဲ့အတွက်အရင်လှနေမှာတော့ပြုံးမလေးလို့နော်အရင်လှတဲ့နှကွင်းဒီဇိုင်းလေးပါဒီနေ့ဒုတိယမြောက်နှကွင်းလေးကလည်းအရင်ကမှအလိမ်ပုံစံအစမ်းနှကွင်းလေးဖြစ်ပါတယ်ဒီနှကွင်းလေးဆိုချစ်စရာလေးပါသူလည်းနှကွန်ဝင်းချင်နဲ့အရင်ကမှချစ်ဖို့ကောင်းတဲ့အလိမ်နှကွင်းလေးပါအရင်လှတဲ့နှကွင်းလေးပါရှင်ချစ်စရာလေးပါပန်လိုက်ရင်စမကြကြနဲ့လှနေစီမဲ့ပါတယ်လို့နော်အရင်လှတဲ့နှကွင်းလေးပါရှင်အရင်လာပါတယ်မင်းတို့ရှိမှဆိုရင် 80k ကအလင်းရောင်းတက်တာပါတယ်ရှင် 80k ဒါဆိုရင်လိန်ရင်30ရောင်းဝင်15ရာခိုင်နှုန်းမှဖြစ်ပါတယ်တက်လေးတို့နော်အလင်းရောင်းတဲ့တက်တာမို့မင်းတို့ရဲ့တုံးနကားစိတ်ရှူရတနာဆိုင်ကိုလမ်းကဲဖို့ပိတ်ခေါ်လိုက်ပါတယ်ရှင်အရင်ကမှလှပါတယ်နှကွင်းလေးဆိုလေအသေးနှကွင်းနှဆွဲလေးပါချစ်စရာလေးပါ2 gram ဝင်းချင်နဲ့အရင်ကမှလှတယ်အသေးနှကွင်းနှဆွဲလေးပါရှင်အရင်လှတယ်နှကွင်းဟိုမှာအသေးနှဆွဲတွဲလောင်းလေးပါပြီးတော့အရင်ကမှလှပါတယ်ချစ်စရာလေးပါနှဆွဲလေးဆိုရင်လှတဲ့နှဆွဲလေးပါရှင်ကလေးဆိုလည်းချစ်စရာလေးပါသူဆိုရင်စပြတ်မပါဘဲနဲ့ပြောင်းတဲ့ဆိုင်ကြိုက်တဲ့အသေးလေးတွေအရင်အောင်စစ်ကြည့်ပါတယ်ဘူးတိကောင်းနှကွက်လေးဆိုရင်အရင်အောင်မှချစ်စရာလေးပါအရင်ကလည်းငကလေးပါရှင်မြင်တက်တာပြည့်ငကလေးတွေဆိုရင်အရင်ကမှချစ်စရာကောင်းပြီးတော့မင်းတို့ဆိုင်မှာအလဲရောင်းတက်တာတဲ့ငကလေးဟိုလိုတဲလေးတွေနော်လာရအားပေးဝင်နေပါတယ်အဲ့ဒီကရဆိုရင်လိန်ရင်30ရောင်းဝင်15ရာခိုင်နှုန်းပါရှင်ရောင်းမတက်တာပါတယ်မင်းတို့ဆိုင်လာဆိုရင်ဘယ်လိုကိုယ်တိုင်လာရအားပေးဝင်ချင်နေဆိုတဲ့မင်းတို့ရဲ့ဆိုင်မှာဆိုရင်ဒီလမ်းမှာရှိတဲ့တုံးဝင်စနာမေးတဲ့မှာဖွင့်လှစ်ထားပါတယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်